ကိုကြီးကားကြောင်းရှင်းပြမယ်ဒီအတန်ကိုသိလားလမ်းကျန်းပေါ်မောင်းရင်ကားအောက်ကနေခွတ်ခွတ်ခွတ်လမ်းချင်းပေါ်ရောက်တိုင်းအတန်ထွက်တယ်အရှိန်နည်းရင်ပိုရှင်းတယ်ဒါက ball joint ဒါမှမဟုတ် suspension အစိပ်ပိုင်းပြတ်နေတဲ့အတန်မှာ ball joint ဆိုတာကားရဲ့လက်မောင်း control arm နဲ့ B ကောင်းတန် steering knuckle ကိုဆက်ပေးတဲ့အစစ်အပိုင်းမှာအတွင်းမှာဘောလုံးလေးနဲ့အခွက်လေးရှိတယ်လူတွေရဲ့ပခုံးအစစ်လိုပေါ့ဒီဘောလုံးလေးကိုချောစီ grease နဲ့ထည့်ထားတယ် rubber အဖုံး boot ကစီကိုထိန်းထားတယ် rubber အဖုံးဆုပ်ပြိုင်းရင်စီတွေထွက်ကုန်ပြီးသဲဖုံတွေဝင်လာတယ်ဘောလုံးလေးပုတ်တိုက်ပြီးအကြားအကွက် play ဖြစ်လာတယ်ဘာလို့လမ်းကျန်းပေါ်မှာပဲမိတာလဲဖြောင့်တန်းညီညာတဲ့လမ်းမှာ ball joint ကပုံမှန်အနေထားမှာရှိတယ်လမ်းကျန်းပေါ်ရောက်တဲ့အခါ B ကအပေါ်အောက်လှုပ်တယ်အကြားအကွက်ရှိတဲ့ ball joint ကတတ်တုချင်းတိုက်မိပြီးခွတ်မိတယ် brake အုပ်တဲ့အခါလည်းအတန်မြည်နိုင်တယ်ဒီအတန်ကြားရင်ဘာလုပ်မလဲအသေးစားအတန်စမြည်စ boot မစိုးရသေး grease စီထိုးပါ ball joint မှာ grease nipple စီထိုးပေါက်ရှိရင်စီထိုးလို့ရတယ်ဒါကယာယီဖြည့်ရှင်းချက်ပါရက်သက်တစ်ပတ်အနည်းငယ်ခံမယ်အကြီးစားအတန်ကျဲနေ boot ဆုပ်ပြဲအကြာကြီးမောင်းထားတယ် ball joint တစ်ခုလုံးလဲပြရမယ်လဲပြီးရင်ထောင်ချိန် wheel alignment ပြန်လုပ်ဖို့လိုတယ်အန်ဒရဲအရေးကြီးဆုံး ball joint ကျိုးရင် B လုံးဝကျွတ်ထွက်ပြီးကားမထိန်နိုင်တော့ဘူးအရှင်ဒီရင်ကားမောင်းနိုင်တဲ့အသက်အန္တရာယ်ရှိတယ်ဒီအတန်ကြားရင်ချက်ချင်းဆိုင်ပြပါဇီးသက်သာဆုံးနီးချိပွေး ball joint ရဲ့ rubber အဖုံး boot ကိုပုံမှန်စစ်ပါစုပ်ပြဲအခက်နေ boot ပဲလဲလို့ရတယ် grease ကိုချလာတခါပုံမှန်ထိုးပါအကောင်းဆုံးနီး best way ကီလိုမီတာ 8000 တသိန်းမှာ ball joint တွေကိုကြိုတင်လဲပါအရေးသွေးကောင်းတဲ့ OEM ball joint ကိုပဲသုံးလဲပြီးတိုင်း alignment လုပ်ကိုယ်တိုင်စစ်နီး DIY check ကားကိုကြိုက်တင်ဘီးကိုလက်နဲ့12နာရီနဲ့6နာရီနေထားဖမ်းပြီးလုပ်ကြည့်အကြားအကွက်ရှိရင် ball joint ပြတ်နေပြီလမ်းချင်းတိုင်းခွက်မြည်ရင် ball joint ကိုချက်ချင်းစစ်စောစောတည်ရင်စီထိုးရုံနဲ့ရတယ်နောက်ကျရင်ဘီးကျွတ်ပြီးအသက်အမြင်နိုင်တယ်နေ့စဉ်9မိနစ်အစားကိုကြီးတို့နဲ့တူလေ့လာပြီးသင်ငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်